ဒီကိုလာကြည့်စမ်းမှန်တင်တဲ့ခလုတ်ပြက်နေရင် workshop ကိုတန်မပြေးနေဘူးသူတို့မင်းကိုဘလောက်တောင်ညာစားမလဲဆိုတာခက်မှန်းကြည့်လိုက်တကယ်တော့ဒါကအရန်စေးပေါ်ပြီးပြင်ရတော့လွဲတာဗဒါပေမဲ့ workshop ရောက်သွားရင်တော့ပြင်ခက်ကရာကနန်းထောင်ကနန်းဖွသွားလိမ့်ပဲငါတို့တွေကိုအယူလုံးနေတယ်လို့ပဲဥပမာနောက်ချိမှန်ကမှန်ချက်လီးပဲကွဲသွားတာကို workshop ကတစုံလုံးလဲခိုင်းလိမ့်မယ်အနည်းဆုံးဒေါ်လာထုံလောက်ကုန်မယ်အဲ့ဒါလုံးဝမလို့ဒီကိုလာမှန်ရဲ့အောက်ကအဲ့ချောင်းလေးကိုလက်နိုင်ပြီးခက်ပြင်းပြင်းလေးဆွဲလိုက်ကြည့်ကွဲနေတဲ့မှန်ချက်ကထွက်လာလိမ့်မယ်ပြီးရင်အပေါ်ပစ္စည်းဆိုင်မှာပိုက်ဆံအနှဲငယ်နဲ့အတစ်တစ်ချက်ဝဲလိုက်ပြီးရင်မူလနေအောင်မှာတဲတဲထားပြီးဖိထည့်လိုက် click ဆိုတဲ့အတန်ကြားတာနဲ့အတစ်လဲတာပြီးသွားပြီနောက်တစ်ခုကကားအဲကွန်းကအရန်နန်စော်နေပြီးမအီးဦးဆိုရင်ပေါ့ workshop သားပြရင်သူတို့ကအဲကွန်းတန်ရှင်းရေးလောက်ခိုင်းပြီးအနည်းဆုံး3000လောက်တောင်းလိမ့်မယ်တကယ်တော့အဲ့ရလည်းမလိုပါဘူးဒီမှာကြည့်ပစ္စည်းထည့်တဲ့အကန့်ကိုဖွင့်လိုက်ဘေးကခလုတ်လေးကိုနှိပ်လိုက်ရင်သူကသူ့လိုလိုပြုတ်ကျလာလိမ့်မယ်အထက်ကအဖုံးလေးကိုဖွင့်ကြည့်လိုက်ရင်အဲကွန်းဖီလ်တာအဟောင်းကိုထုတ်လို့ရပြီဟာကြည်စမ်းအရန်ညစ်ပတ်နေတာပဲဒါကြောင့်အဲကွန်းကနားနေတာပေါ့အသက်တလုံးပဲပြီးစားတန်းပါတဲ့ဘိတ်ကိုအပြန်ထုတ်ပြီးပြန်ထည့်လိုက်ရုံပဲအဖုံးပြန်ပိတ် glove box ပြန်တက်လိုက်ရင်အနက်အသက်တွေလုံးဝပျောက်သွားလိမ့်မယ်ဝိုင်ပါတွေမှမပြောင်းလို့ဆိုပြီး workshop မှာအကောင်းစားတွေတွားလဲမနေနေဘူးဒီကိုလာဝိုင်ပါတန်ကိုမှတ်လိုက်အလဲက4000ခလုလေးကိုဖြီးပြီးအပေါင်းကိုဆွဲထုတ်လိုက်ဒါဆိုအဟောင်းကထွက်လာပြီအသစ်ကိုအဲ့ဒီနေရာမှာပဲပြန်ဆွတ်ပြီးအောက်ကိုဆွဲချလိုက်ရုံပဲမှန်တွေပြန်ပြောင်းသွားလိမ့်မယ်နောက်ဆုံးအချက်ကတော့အရှိ engine phone ကဟော့နေပြီးကြားထဲမှာကွာဟချက်အရန်ကြီးနေ workshop ကတန်တေးတွေပြန်ချိန်ခိုင်းမယ်စိတ်ပြန်တုတ်ခိုင်းမယ်ပိတ်ဆံအများကြီးကုန်သွားမယ်တကယ်တော့အဲ့ဒါလည်းမလို့ engine phone ကိုဖွင့်လိုက်အထဲမှာအမဲရောင်ရာဘာတိုင်လေးနှစ်ခုရှိတယ်အဲ့ဒါကိုနာရီလက်တံအတိုင်းလှည့်ချက်လိုက်ကဲပြန်ပြီးကြည့်ကြည့်အောင်ကြည်စမ်းဟနေတာဒီတေးသွားပြီမို့လားတကယ်ကိုလွယ်လွယ်လေးမို့လားကောင်းချောင်းတွေနေတိုင်းလေးလာကိုငါကိုဖုန်းလို့သာလောက်ထားလိုက်တော့